Hello ဆရာတို့ရလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗာလေးနဲ့လုပ်ပြပေးမလဲဆိုတော့ဗောနော်ရိုးကျွန်တော်တို့ရိုးမိုက်သားတွေမှာကျွန်တော်တို့ဖက်တွေဗာတွေပြောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ 85 ဗောနော်ဘာသာလေးနဲ့ကျွန်တော်တို့ရောင်းပတ်ပေးမှဖြစ်ပါတယ်ဒီကကျွန်တော်ကဒါကတော့ကျွန်တော်ရဲ့တင်ပေးတဲ့ဆရာကြီးကနေပြီးတော့ကျွန်တော်တစ်ချက်ပြန်လဲပြီးတော့မျှဝေပေးတာပါဒီကောင်လေးကျွန်တော်ဗောနော်85ဘာသာလေးနဲ့ကျွန်တော်ရောင်းပတ်ပေးမှာဗောနော်တစ်ချက်တော့ကြည့်လိုက်အောင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကAUA ကထွက်လာတဲ့အကောင်ကိုကျွန်တော်တို့ဒီမှာသူ့ရဲ့ X5 ရဲ့ mic input မှာကျွန်တော်တို့သုံးပေးရမယ်ဒီမှာဒီ X5 ရဲ့ output ပေါ့နော်ကျွန်တော်တို့ဒီမှာ left right ရှိတယ် left right ကနေကျွန်တော်ထုတ်ထားပေးတယ်ဒီမှာဆိုတော့ကျွန်တော်တို့က left right ကထုတ်ထားပေးတယ် left right ကထုတ်လာတဲ့ဟာကိုကျွန်တော်ဒီမှာmiser ရဲ့တလိုင်းမှာပေါ့နော်တလိုင်းမှာကျွန်တော်ပေးလိုက်တယ်ဒီ AUA ကထွက်လာတဲ့ကောင်ကျွန်တော်တို့ကဟိုဒီရဲ့ပက်ဆာရဲ့ဒီမှာ1မှာဖြစ်ဖြစ်2မှာဖြစ်ဖြစ်3မှာဖြစ်ထည့်ပြီးတော့သုံးလို့ရပါတယ်အဲ့မှာကျွန်တော်ချက်တော့လိုင်းစမ်းပြပေးမယ်နော်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့တင်ထားလိုက်ပြီးဖက်ပါလာမှာစမ်းကြည့်ပြီနော် Let us see 1 2 2 love Hello 1 2 2 love ဒါဆိုကျွန်တော်တို့ကအဖက်မပါသေးဘူးဖက်မပါသေးတဲ့အတွက်ကြောင့်ဒီမှာကျွန်တော်တို့ဒီ output line ကနေပေါ့နော်ဟို 85% စာရေး output line ကနေပြီးထုတ်ထားတဲ့အကောင်ကျွန်တော်ချက်တော့တင်ပေးမယ်တင်ပြီးတော့ကျွန်တော်တို့အဖက်လေးစမ်းပေးမယ်ကျွန်တော်ဒီမှာဒါ main fat Let us see 1 2နေဒီတယ်ကျွန်တော်တို့ Let us see 1 2 love Hello 1 2 1 2 2 love ကျွန်တော်နေလို့ရှိရင်ကျွန်တော်တင်ပေးလို့ရတယ်ကျွန်တော်ဒီမှာပေါ့နော်တင်ပေးလို့ရတယ်သူရဲ့ဒီကောင်လေးပေါ့ဒီပြကျွန်တော်ကအေးဘယ်လောက်မှထားတာလဲ2မှထားမှာ3မှထားမှာလားဟိုတခါတင်ပေးလို့ရပါတယ်ဒါဒီမှာကျွန်တော်တင်ပေးလို့ရတယ်ကျွန်တော်ဒီမှာဒီကောင်လေးတင်ပေးလို့ရပါတယ်အဖက်အနေများကတော့ကိုပေါ်ထိချက်ချင်းလို့ရတာပေါ့ဗျာ Just 1 2 Let us see 1 2 2 love Hello 1 2ကျွန်တော်ကဖက်လေးနဲ့များစွာနဲ့လုံးသွားပြီပြန် short ပေးလိုက် Just 1 2 love Let us see Let us see 1 2 2 love Hello 1 2 1 2 2 love ပြန်ပိတ်ပေးမယ်ကျွန်တော်တို့ဒီအောက် 85% စာရဲ့ကျွန်တော် main effect ကိုကျွန်တော်ပြန်ပိတ်ပေးလိုက်မယ် main ကိုပြန် main output ကထွက်လာတဲ့ line ကိုကျွန်တော်ပြန်ပိတ်ထားလိုက်မယ်ဆက်လက်ပြန်စမ်းပေးမယ်နော် Let us see 1 2 1 2 love Hello 1 2ကျွန်တော်ဒါဆိုဖက်ပါမလားတော့ပြန်စမ်းပေးပါမယ်ဒီအောင်လေးနဲ့ကျွန်တော်တို့ Let us see 1 2 နောက်ကပါလာပြီဖက်လေးပါလာပြီ Let us see 1 1